Assalamu alaikum warahmatullahi wabarakatuh. Quran go tajweed ne phachin a jo jesu abain ne ko jono sat pi ro ma pyo pya pi ma phit pare. Ara be panya yak ko be phit phit be ilim ko be phit phit. Ara tin yu ro me so lo shin. Ari ye panya yak ke ubri ara so da shi de. Ara ari ubri ne anyiတိဘုဒ္ဓအဲ့ဒီဥပဒေတွေကိုနားလည်ဖို့တော့ကိုတော်တော်အရေးကြီးတယ်။ဒါကြောင့်မို့အဲ့ဒီဥပဒေနဲ့ညီကုရ်အာန်ကျမ်းတော်မြတ်ကိုလေးလာအဲ့ဒါကျမ်းပတ်မယ်သင်ယူမယ်ဆိုလို့ရှိရင်ဟာလားယခုအဲ့ဒါကုရ်အာန်ကိုတဂျဝီဒ်နဲ့သင်ယူနေတဲ့မွတ်စလင်ယဉ်ကျေးငယ်တွေအတွက်မှန်ကန်တိတိကျကျနဲ့တိတိကျကျမှန်မှန်ကန်ကန်ဖတ်နိုင်မှုတော့ကိုကြိုးစားပေးဖို့တော့ကဆရာမိဘတွေရဲ့အပေါ်မှာတော်တော်အရေးကြီးတဲ့တာဝန်ကြီးတစ်ခုဖြစ်ပါတယ်အဲ့တော့ကျွန်တော်မြတ်ကုရ်အာန်ကိုတဂျဝီဒ်နဲ့ဖတ်နိုင်ဖို့အတွက်ကိုအဲ့ဒါအရေးကြီးတယ်အဲ့ဒါအလ္လာမဂျဇရီရဟ်မတ်တူလာဟ်အလိုင်တခင်ကတဂျဝီဒ်ကအရေးကြီးပုံကိုဒီလိုမင်းရှိတယ်အလ္လာဟ်ရှင်မြတ်ကကျွန်တော်မြတ်ကုရ်အာန်ကိုတဂျဝီဒ်နဲ့အတူခြာပေးခဲ့တယ်ကျွန်တော်မြတ်ကုရ်အာန်ကိုအလားဆာဟာဘာတွေကဆိုလို့ရှိရင်ဆာဟာဘာတော်ကကြီးများဆိုလို့ရှိရင်တမန်တော်မြတ်ဆလ္လာလာဟူအလိုင်ဝါဆလမ်ကြီးရနေပြီးတော့မှအဲ့ဒါတဂျဝီဒ်နဲ့တော့ကကျွန်တော်မြတ်ကုရ်အာန်ကိုတဂျဝီဒ်ဥပဒေနဲ့အတူသင်ယူစည်းဖို့ခဲ့တယ်ဒီတိုင်းမဲ့တာဘီန်တွေကလည်းဆာဟာဘာတွေရဲ့ထံနေပြီးတော့မှတဂျဝီဒ်ဥပဒေနဲ့အတူသင်ယူစည်းဖို့ခဲ့တယ်အဲ့တော့နောက်ဆုံးအလားအိုင်မိုင်ကီရာအလားဒီလိုဆရာသခင်အကြီးအကဲတွေကလည်းအလားထိုနည်းအတိုင်းမဲ့တာဘီန်နေစီကနေပြီးတော့မှကုရ်အာန်ကိုတဂျဝီဒ်နဲ့အတူသင်ယူစည်းဖို့ခဲ့တယ်နောက်ဆုံးကျွန်တော်တို့စီကိုအဲ့ဒါဆရာတွေကနေတဆင့်တဂျဝီဒ်ဥပဒေနဲ့အညီအဲ့ဒါတဂျဝီဒ်ဥပဒေကိုအဲ့ဒါကျွန်တော်တို့စီကိုရောက်ရှိလာခဲ့တယ်အဲ့ဒီတော့ကြောင့်မလို့ကျွန်တော်မြတ်ကုရ်အာန်ကိုအဲ့ဒါတဂျဝီဒ်နဲ့တော့ကဖတ်နိုင်မှုတော့ကိုအရေးကြီးတဲ့အကြောင်းအဲ့ဒါတော်တော်ပဲအရေးကြီးတယ်ဆိုတဲ့အကြောင်းအဲ့ဒါတင်ပြလို့တယ်အလ္လာမဂျဇရီရဟ်မတ်တူလာဟ်တခင်အမင်းရှိတယ်ကျွန်တော်မြတ်ကုရ်အာန်ကိုဥပဒေနဲ့အညီတဂျဝီဒ်ဥပဒေနဲ့အညီဖတ်ခြင်းအဲ့တော့အဲ့ဒီပညာရပ်ကိုသင်ယူစည်းဝေးခြင်းကဖရတ်ဖြစ်တယ်အရေးကြီးတဲ့တာဝန်တစ်ခုဖြစ်တယ်အဲ့ဒါဘသူကကျွန်တော်မြတ်ကုရ်အာန်ကိုတဂျဝီဒ်ဥပဒေနဲ့မဖတ်ဘူးလေဟလားနားမလဲလို့မသင်ယူလို့အဲ့ဒါဒီတဂျဝီဒ်ဥပဒေကိုတဂျဝီဒ်ဥပဒေနဲ့အတူမဖတ်ဘူးလေဟလားအဲ့ဒီသူဟာဆိုလို့ရှိရင်အပြစ်ကျူးလွန်တဲ့သူဖြစ်တယ်ဂုဏ်နဲ့ကာဖြစ်တယ်အဲ့ဒါကလေးငယ်များចောင်းသူចောင်းသားတွေရဲ့အတွက်ကျွန်တော်များကုရ်အာန်ကိုတဂျဝီဒ်ဥပဒေနဲ့